Hello အားလုံးပဲမင်္ဂလာပါအလုပ်ပိတ်ရက်လေးမှာကျွန်တော်တို့တွေငါးတော့များတဲ့အခါဒီငါးများပုံချိတ်ပေါ့နော်ဒီချိတ်တက်နီလေးကိုပြမယ်ပေါ့နော်ဒီကောင်တော့နံပါတ်9နှစ်ခုလုံးဖြစ်ပါတယ်ဒါဆိုရင်နံပါတ်9လေးကတော့ဒီလိုမျိုးလေးတွားမယ်နော်ဒီလိုမျိုးလေးတွားမယ်ခုနနံပါတ်ဒီအကြီးကိုတော့ဒီအောက်ကျိတ်မှာထားမယ်ပေါ့နော်တော့ဒီအောက်ပေါက်မှာထည့်မယ်ရှီပုံရှီနီကတော့ဒီတိုင်းပေါ့ကိုကျွမ်းကျင်တဲ့အတိုင်းလေးကိုရှီလို့ရတာပေါ့ကျွန်တော်ကတော့ဒီတက်လို့ဖြုတ်လို့လွယ်မဲ့ပုံစံလေးပဲရှီထားတယ်မတော်ဖြစ်တာလည်းတော်တော်ကြာနေဆိုတော့ပြင်းပြလေးပေါ့ကဲဒီလိုမျိုးလေးပေါ့နော်ဒါဆိုရင်ကျွန်တော်ပုံချိတ်ကျွန်တော်ပုံကဲဒီလိုမျိုးလေးကျွန်တော်ကသုံးမဲ့ပုံစံလေးကတော့ဒီနေရာမှာကျွန်တော်တီကောင်ထည့်မယ်ပေါ့နော်တီကောင်ထည့်လို့ရှိရင်တီကောင်ကြိုက်တဲ့ငါးတွေအဲ့လိုမျိုးကောင်းနေငါခူတို့ငရမ်းတို့အဲ့လိုကောင်းနေအတွက်ဒီကောင်တွေကကျတော့ငါခုံးမတွေငါဖယ်တွေဒီငါးဆောင်ကြိုက်တဲ့ငါးတွေအတွက်ကျွန်တော်ဒီလိုမျိုးလေးတက်ပါမယ်ခင်ဗျာပုံချိတ်ပါနော်အဲ့ပြီးရင်ကိုကငါးများမယ်ဆိုရင်ကိုကဒီပုံချိတ်သုံးတဲ့အချိန်ကကြာကိုကဖောထဲလို့မရအောင်ဖောထဲလို့မရတော့ဒီလိုရှူလေးတွေလိုက်ထည့်ပေးရတယ်ပေါ့ရှူလေးကိုဒီလိုငါးများတန်ဒီထိတ်နှမှာတက်မယ်ပေါ့ဒီထိတ်နှမှာတက်တဲ့အချိန်ကကြာကျွန်တော်တို့ဒီပြစ်လိုက်တဲ့အချိန်ကိုကပြစ်လိုက်တဲ့အချိန်တို့ရုပ်လိုက်တဲ့အချိန်တို့အဲ့လိုမျိုးငါးဆွဲတော့လို့ကိုကအားနဲ့ရုပ်လိုက်တာတို့ဘာလို့ဆိုရင်ဒီရှူတွေကပြုတ်ထွက်သွားနိုင်တာပေါ့နော်အားနဲ့ခါရမ်းလိုက်တဲ့အချိန်ကျရင်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကတေးပင်လေးနဲ့ပေါ့ဒီနေရာလေးကိုရှီထားပါမယ်ခင်ဗျာဗီဒီယိုနည်းနည်းရှီတော့မှဆိုလို့ပေါ့နော်ကျွန်တော်ရှီပြီးတဲ့အချိန်ကျမှပဲပြလိုက်တော့မှာပေါ့နော်ကဲဒါကတော့ကျွန်တော်ရှီလို့ပြီးတော့အဲ့ပုံစံလေးပေါ့မရှီရှင်လည်းရတာပေါ့နော်ဒါပေမဲ့တချို့တွေကကြောက်လဲမရှီတော့အကုန်ကြများတာပေါ့ဒီတဲ့ကိုအားနဲ့ရမ်းလိုက်တဲ့အချိန်တွေဘာတွေဆိုရင်ဒီရှူလေးကပြုတ်ထွက်သွားတာပေါ့နော်ဒီရှူလေးကျွန်တော်လည်းဒီလိုမျိုးမရှိလို့ကျွန်တော်ရှူပဲနှလုံးတော့မှလည်းမသိဘူးကုန်သွားပြီပေါ့အဲ့လိုမျိုးလေးမကုန်ရအောင်ကျွန်တော်ဒီလိုမျိုးလေးရှီထားလိုက်တယ်ပေါ့နော်ဒီလိုပုံစံလေးပါဒါဆိုရင်ကျွန်တော်ကြိုက်လောက်ရမ်းပေါ့နော်โอเคနောက်တစ်ခုကတော့ကျွန်တော်တို့ဒီအစာပုံးရှီတဲ့နေရာပုံစံလေးပေါ့ခဲထဲတဲ့ပုံစံလေးကျွန်တော်ထပ်ပြမယ်ပေါ့နော်မတိတည်တဲ့လူတွေအတွက်ကဲပေါက်လေးတွေကိုထိုးထည့်မယ်ကဲโอเคကျွန်တော်ပထမအဆုံးကျွန်တော်ခဲထည့်မယ်ခဲကိုထည့်တဲ့အချိန်ကျရင်တချို့ကဒီဟာကိုရေအောက်မှာဒီလိုမျိုးလေးစိုက်ထားကြရတယ်ပေါ့နော်ကျွန်တော်တော့အေးပုံစံလေးကိုမကြိုက်ဘူးကျွန်တော်တော့ဒီလိုမျိုးဒီအလုံးကြီးဖက်ကိုကျွန်တော်ဒီရေအောက်ဖက်မှာစိုက်ထားမယ်ပေါ့နော်ဒီကောင်ကျွန်တော်အပေါ်မှာထားလိုက်မယ်ဒီလိုပုံစံလေးပေါ့ဒီဟာရေဖက်ပေါ့ဒီဟာကအပေါ်ဖက်ပေါ့နော်အဲ့ပြီးတော့ရင်ကျွန်တော်တို့ဒီကောင်ထည့်မယ်လူများတွေကတော့ဟိုစတော့ဘာတွေပါခံကြတာပေါ့ကျွန်တော်တို့မခံတော့ဒီတိုင်းပဲထည့်လိုက်တော့မယ်စတော့ဘာခံတာကကြတော့ဒီကျိုးတွေပါမထိခိုက်အောင်လို့ပေါ့နော်ဒီခဲနဲ့ကျိုးနဲ့လာရိုက်တဲ့အချိန်ကျရင်မထိခိုက်အောင်လို့ကျွန်တော်ကကျိုးနဲ့ကြီးတဲ့ကောင်တုံးထားတာဆိုတော့အဲ့လောက်ထိပြဿနာမရှိဘူးပေါ့နော်โอเคကျွန်တော်ဒီတိုင်းရိုးလေးပဲရှိမယ်ပေါ့နော်
เคဒီပုံစံတိုင်းဒီပုံစံတိုင်းပေါ့โอเคနော်ရပါပြီဒီပုံစံလေးတိုင်းပေါ့နော်ကျွန်တော်တို့ဒီမှာအစာထည့်မယ်ဒီမှာဒီကောင်မှာကျွန်တော်တို့ဖော့လေးထည့်တော့ဒီအစာလေးထဲမှာကျွန်တော်ညက်ထည့်ထားမှာပေါ့နော်ဒီနှစ်ကြိတ်ကတော့ကျွန်တော်တို့ကဒီကောင်ကြိုက်တဲ့ငါးတွေအဲ့လိုကောင်းတွေအတွက်ဒီကြိတ်အကြီးဒီအောက်မှာထည့်ပေးမှာပေါ့နော်များတဲ့ချိန်အပြင်းပြေလေးတော့များတဲ့ချိန်ဘယ်လိုအစာလေးတုံးလို့ကောင်းလဲဆိုရင်ကျွန်တော်ကဒီအစာလေးကိုပို့ပြီးတော့တဘောကြတယ်ဒီကောင်ကသူကပြထားတာတော့ဒီပါနင်းတစ်မျိုးပဲပြထားတယ်ဒါပေမဲ့သူကဟိုငခုံးမားတွေပြီးငဖယ်တွေအဲ့လိုမျိုးပေါ့နော်ပြီးနောက်ထပ်ငစင်ရိုင်းနေအဲ့လိုအကောင်တွေကြိုက်တယ်ပေါ့နော်ဒီအစာကောင်းတယ်ပေါ့ဒီကောင်ပေါင်မုံအစိမ်ထုတ်ပေါ့နော်သူကဒီပေါင်မုံမှာသူကအဝါရောင်ရှိတယ်နော်ဒီနေရာမှာလေအဝါရောင်ရှိတယ်သူကဒီထက်ပိုပြီးတော့နူးညံ့တာပေါ့ဒီကောင်တော့လူကြိုက်များတာပေါ့နော်ပြီးရင်ကျွန်တော်ကဒီကောင်ဒါတော့ဒီကောင်ပေါ့ကျွန်တော်အောက်ကျိတ်မှာတက်ဖို့အတွက်ဒါဒီကောင်တစ်ထုပ်ပေါ့နော်မနက်ခင်းပိုင်းကျွန်တော်အစောကြီးတွားပါမယ်ခင်ဗျာအစောကြီးတွားရင်ငါကြိုက်တယ်လို့သူများတွေပြောလို့အဲကြောင့်မို့ကျွန်တော်အစောကြီးတွားရတော့တွားဆန်းကြည့်မယ်ပေါ့နော်အစောကြီးမနက်ပြန်ငါကြိုက်မကြိုက်ကျွန်တော်တို့တူထပ်ကြည့်ကြအောင်ခင်ဗျာဒါတော့ကျွန်တော်တွားများမယ်ငမြားတန်ပေါ့နော်ကဲဒီပုံစံလေးအတိုင်းပေါ့ရှိနော်ဟာကျွန်တော်တုံးနေငမြားတန်ဒီကတော့တွေ့တစိတ်ပါခင်ဗျာတုံးလို့ကောင်းပါတယ်ခင်ဗျာဒီကောင်ကျွန်တော်ငါအကြီးတော့ဆွဲဖူးပြီးတော့ရပါတော့ဒီကောင်ငါခု3ကီလိုအကောင်တွေကျွန်တော်ဆွဲမိတော့ပါပြီခင်ဗျာဒီကောင်ကဲကျွန်တော်တို့မနေ့ပြန်ပါကောင်တွေပါငါးတွေရမလဲဆိုတာစက်ကြည့်ကြမယ်ခင်ဗျာမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ဆိုင်းနောင်ပါခင်ဗျာ